နေ့ဂျိတ်ဘောနဲ့အန်တိုနီဂျိုရှာနဲ့ဘောက်ဆင်ပွဲထိုးတယ်ဘောက်ဆင်ပွဲဆိုတာတရုတ်ပြပွဲမဟုတ်ဘူးလုံးဝ professional ပွဲထိုးတာရှစ်ချီထိုးတယ်ရှစ်ချီထိုးတော့ပွဲကိုကျွန်တော်အစာဆုံးကြည့်တယ်ပေါ့နော်ပွဲကလုံးဝကြည့်လို့မကောင်းသူတို့ရှေ့မှာဟိုခေါင်းပွဲဒီသူတို့ရှေ့မှာခေါင်းပွဲတယ် sorry သူတို့ရှေ့ကရှေ့ထွက်ပွဲကဒီကျွန်တော်ဒီ Anderson Silva နဲ့တိုင်ယွန်ဝူဒီနဲ့ UFC champion ကြီးတွေပေါ့နော် welterweight champion နဲ့ middleweight champion ဟောင်းကြီးကစားတယ်ဒုတိယအချိန်မှာ Anderson Silva အလဲထိုးသွားတယ်တိုင်ယွန်ဝူဒီ Anderson Silva ကြီးကအများကြီးကြံနေတယ်တိုင်ဝူရီကတော့ရှော့နိုတစ်ထိုးရတယ်ပါတိတ်မကြံတော့ဘူးနော်ဆိုတော့ထားလိုက်တော့အဓိကပြောချင်တာဂျိတ်ဘောနဲ့အန်တိုနီတို့ကြောင့်ပေါင်30နီးပါးกว่าတယ်ပေါင်30နီးပါးกว่าတယ်ဒီဆွေးနာကွာခြီသောလွတ်ထွက်ဝိတ်တန်းနော်ဘောက်ဆင်ပညာပိုင်းအဆက်ဆက်ရရအန်တိုနီဂျိုရှာအကုန်တာတယ်ဂျိတ်ဘောတာတာဆိုလို့အသက်ပဲရှိတယ်ဂျိတ်ဘောက28နှစ်အန်တိုနီဂျိုရှာ36နှစ်တာတယ်လို့ပြောအောင်လေ36နှစ်ဆိုတာဘောက်ဆင်မှာကြားတယ်ပဲမဟုတ်ဘူးအန်တိုနီဂျိုရှာသူ့ဟာသူကကမ္ဘာချန်ပီယံမဟုတ်တော့လို့နည်းနည်းလေးဟိုလက်ရှိမှာတိတ် highlight မဖြစ်တာပဲရှိတာဗောနော်ဆိုတော့အဲ့မှာပွဲထိုးကြတော့ကျွန်တော်ကြည့်နေနှစ်ချီ3ချီလောက်ကစပြီးတော့ဟိုဂျိတ်ဘောကနှိမ့်နေဒါတောင်သူပတ်ပြေးနေလို့နော်ဒီလိုပဲရှင်းရင်အရာစကားနားလဲအောင်ပြောရရှင်ဒါတောင်သူပတ်ပြေးနေလို့ရှောင်းကစားနေတယ်ဗောဗျာပြောရလို့ရှင်ဗောနော်ရှောင်းကစားမဟုတ်ဘူးတဲ့ထိုးမယ်ဆိုရင်စောကြီးရကြတယ်ဒါပထမတစ်ချက်နောက်တစ်ချက်ကပါလဲဆိုတော့သူ့ကိုအန်တိုနီဂျိုရှာထိန်းကစားနေတာအဲ့လိုကွာလုံးဝဟိုစပါရင်းတာလောက်ပဲသူ့ကိုကစားနေတာအန်တိုနီဂျိုရှာစပါရင်းတာလောက်ပဲကစားအဲ့ဒါတော့မှဂျိတ်ဘောကလဲကွဲဖြစ်နေတာဘလို့မှဟိုဒီဟိုတဲ့လို့မရဘူးပေါ့နော်တဲ့ပြီးဟိုဟာထိုးလို့မယ်ဆိုရင်ကြည်ကောင်းတဲ့ပုံစံဖြစ်အောင်ထိုးလို့မရဘူးဖြစ်နေအဲ့ဒါကြောင့်ဟိုပါဝါလဲကွာတယ်ပညာလဲကွာတယ်ဘယ်လိုဖြစ်လဲဆိုလဲ6တီဝင်ဆွဲတယ်ဘယ်လိုဖြစ်လဲ MMA ပွဲနဲ့များမှားနေသလားသွေးတန်းနဲ့ပဲ6တီဝင်ဆွဲနေသလားတော့မသိဘူးโอเคထားလိုက်တော့ဗောနော်ဆိုတော့6ချီမှာအန်တိုနီဂျိုရှာဂျိတ်ဘောကိုအလဲထိုးသွားတယ်ကျွန်တော်ထင်တယ်ပထမတစ်ချက် white light တွေကထိပြီးနေတာအဲ့ white light တစ်ချက်ကရှက်ထိသွားတယ်အဲ့ white light တစ်ချက်ထိရင်ပိုဆိုးမှမှောက်လိုက်မယ်နောက်ထပ်ဖြောင်းလန့်သည့်တစ်ချက်ထိလိုက်တော့မှပြုတ်ကြပါဒီကိုထိရနော်ကျွန်တော်ဂျောကိုလုံးဝကွက်တိထိရဆိုရင်ပေါင်30ကျော်လောက်တာတဲ့တယောက်နော်ပေါင်30ကျော်လောက်တာတဲ့တယောက်ရဲ့လက်သီးဆိုတာဘယ်လောက်ထိပြင်းလဲစဉ်းစားကြည့်ကမ္ဘာချန်ပီယံတယောက်ရဲ့လက်သီးရပြုတ်ကြသွားပြီးတော့ရှုံးသွားတယ်ပေါ့နော်ရှုံးသွားတော့ကျွန်တော်တို့ဒါပွဲပြီးဟိုဟာတွေပြန်ကြည့်တဲ့အချိန်မှာဂျိတ်ဘောကိုယ်တိုင်ဒီသူ့ဂျောကကျိုးသွားတယ်နော်ဒီမေးရိုးကျိုးသွားတယ်ကျိုးတော့မှရိုးကျိုးတာမဟုတ်နှစ်ပဲဒီဘက်ဟိုဘက်ဒီဘက်နှစ်ဖက်စလုံးကျိုးသွားကြောက်တော့သွားနှစ်ချောင်းဆိုဒီအတွင်းထဲထိကျုံဝင်သွားဟိုဒီပွဲကကျွန်တော်တို့ဒီပွဲမထိုးခင်တည်းကဒီဘောက်ဆင်ပညာရှင်တွေเนาะဒီကစားသမားဟောင်းတွေကြားထဲမှာအများကြီးဝေဖန်မှုရှိတယ်ဝိတ်တန်းလဲกว่าတယ်နောက်ပြီးအန်တိုနီဂျိုရှာရဲ့ဘောက်ဆင်ပညာเนาะသူ့ရဲ့တမိုင်းကြောင်းနဲ့ဂျိတ်ဘောရဲ့တမိုင်းကြောင်းနဲ့ကဘာမှမဆိုင်တကယ်လဲသူတို့ဟိုဝေဖန်တယ်လို့စိတ်ပူတယ်လို့တကယ်ဖြစ်လာတယ်ပေါ့เนาะတချို့ဆိုပြင်းပြင်းထန်ထန်အောင်ပြောလူသက်ပွဲမဟုတ်ဘူးပေါ့ဒါကဘောက်ဆင်ကအားကစားပေါ့ဒီလိုတော့ပြောတယ်အဲ့တော့ဟိုကျွန်တော်ရဲ့ point of view ကကျွန်တော်တခုပြောရမှာဆိုလို့ရှိရင်တက်တိရှိတာနဲ့မာယူရဲဆန်တာနဲ့မတူဘူးဒါဘာဖြစ်ချမယ်ကွာဆိုတာမျိုးကမတူနောက်ဒီကိစ္စအခက်မသိရင်တေသွားနိုင်တယ်ဟိုအန်ရဲ့အကြီးဆုံးအားကစားလူဒီထိခိုက်ရှာတက်ဆုံးရှုံးမှုအများဆုံးအားကစားထဲမှာလဲပေါင်စင်ကထိတ်ဆုံးသွားပါတယ်ဒီနေ့ဆိုဂျိတ်ဘောကဒီနှစ်ဖက်စလုံးကျိုးသွားတယ်တစ်ဖက်တောင်ကျိုးရမဟုတ်နော်ဒီဘက်ကိုထိရဒီဘက်ကောနှစ်ဖက်စလုံးသူ့ကြောတွေကျိုးအတာမှာထင်တယ်တင်ထားတယ်သူ့ကာနီလိုတဲ့10ရက်အတွင်းသူကာနီလိုနဲ့ပြန်ထိုးမယ်ဒါမျိုးကြီးတောင်တယ်ပြောစင်မထီမထင်တဲ့စိတ်ဓာတ်ကိုတော့ဟိုလေးစားပါတယ်ပေါ့နော်ဒါပေမဲ့ဒါမျိုးကဟိုသွားနှောင်းလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးဂျောနှစ်ဖက်စလုံးကျိုးသွားတယ်ဒါတော့အန်တိုနီဂျိုရှာဟိုပါဝါလေးပဲအေးဆေးပဲထိုးရတာအဲ့တစ်ချက်ပဲနော်အဲ့တစ်ချက်သူ့ရဲ့ဒါဟိုအာသာချက်ရှိဆုံးသူ့ရဲ့ right hand ပေါ့နော်အဲ့ right hand ရဲ့ power အပြည့်ထည့်ရတာမဟုတ်ဘူးကျွန်တော်ထင်ဟို60 80လောက်ပဲရှိလိမ့်မယ်60 something% လောက်အဲ့လောက်နဲ့ထိုးရတော့ရုပ်ကြိုးပြပြုတ်ကြတာဆိုတော့ heavyweight power ကြောက်ဖို့ကောင်းပါတယ်ဂျိတ်ဘောနဲ့အန်တိုနီဂျိုရှာ weight လည်းအများကြီးกว่าတယ်ဆိုတော့ပွဲကဘလို့မှကြည့်မကောင်းတဲ့ပွဲဖြစ်တယ်ပေါ့နော်ကြည့်ရတာအဲ့ဂျိတ်ဘောပတ်ပြေ6တီပြေဆွဲအဲ့လိုလုံနေလို့ဒါ6ကြည့်တီရောက်တာပထမတစ်ချက်ခုနကကျွန်တော်ပြောပြီးနောက်တစ်ချက်ကအန်တိုနီဂျိုရှာထိမ့်မိကစားနေလို့ကျွန်တော်အဲ့နိုင်ငံတကာသတင်းတွေအောက်ကမန်တွေရှောက်ဖတ်ကြည့်တယ်ဟိုအန်တိုနီဂျိုရှာတဲ့ subscribe မေ့သွားလားတဲ့ဟိုဇက်တိုက်တဲ့အတိုင်းပေါ့နော်
အဲ့လိုမျိုးတွေအများကြီးရှိတယ်ဆိုတော့ပွဲရဘလို့မှကြည့်မကောင်းချိန်ပေါ်အနေနဲ့နောက်ဆိုလို့ရှိရင်တော့ဒါမျိုးမာယူရဲဆန်ဆန်လုပ်ရက်တွေနော်ဟိုသူလည်းသူပညာကိုမသိမဟုတ်ဘူးသိမှာပဲသူက entertain လုပ်ချင်တာလားဘာလုပ်ချင်ငွေရှာချင်တယ်ပြောအောင်လေသူ့အနေရငွေလိုတဲ့အနေချိန်ကြီးမဟုတ်ဘူးပါဒါအဲ့လိုမျိုးဖြစ်တဲ့အနေထားမှာနောက်ပိုင်းမှာတော့သူစင်ကျင်မရမဟုတ်လို့ရှိရင်ခုနကကျွန်တော်ပြောခဲ့တဲ့တည်းမှာဘောက်ဆင်ကအားကစားဟာလူတတ်တဲ့ပညာမဟုတ်ဘူးလူတက်ပွဲမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေတက်သုံးရှုံးထိဖြစ်တတ်တဲ့ပုံစံမျိုးတွေသူ့အတွက်အဲ့လိုတော့မဖြစ်ဘူးဗျာထိကြိုက်လာနိုင်တယ်ဒီနေ့တောင်မှဒီသွားနှချောင်းထဲကျုံသွားတယ်မေးရိုးနှစ်ဖက်စလုံးကျိုးသွားတယ်ဆိုတော့ဒါတော့အန်တိုနီဂျိုရှာရဲ့ပါဝါအပြည့်မဟုတ်ဘူးအပြည့်ဆိုချောင်းမှာမဟုတ်ဘူးဆိုတော့ဒီနေ့ပွဲကတော်တော်ကြည့်ရဆိုတဲ့ပွဲပါကျွန်တော်ဆိုကြည့်ရင်းနဲ့ဟိုဘယ်လိုရမလဲကွာရက်လိုက်တော့မဲ့ပုံစံမျိုးတော့စိတ်ထဲမှာတွေးတယ်